ယောက်ျားလေးတွေမွေးထားပြီးဆိုရင်တော့တေးကြရတယ်ယောက်ျားလေးတွေဆိုတာကအရိုင်းတုံးလို့ပဲယောက်ျားလေးတွေကခိုင်းဖို့လိုအပ်တယ်မွေးကလေးကတက်တဲ့ကောင်တစ်ကောင်မှမပေါအောင်ဒီကောင်တွေကိုနာတွေးရမယ်ပေါ့နော်သိမလားအမြဲတမ်းလက်မွေးမီးမလောင်ချွေမွေးမီးမလောင်ပိုးလေးလိုဥထားရဲဆိုရင်တော့ဒီကောင်နဲ့အရန်ဝိတဲ့ယောက်ျားဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ယောက်ျားတွေတော့ကြည့်ကြည့်လိုက်လေ။အိုးဘက်ကိုမလား။အသက်ကြီးလာလေတွေ့ရလူတွေများလာတယ်မိတ်ဆွေပေါင်းတွေများလာပတ်စံရှာနိုင်လဲတကယ်တမ်းအသိဉာဏ်တွေတိုးလာတယ်အရေးချင်းတွေတိုးလာတာဒါယောက်ျားလေးရဲ့တဘာဝ။ယောက်ျားလေးဆိုတာဘာနဲ့လို့လဲဆိုရင်ခက်ခဲတွေနဲ့ train ပြီးတော့အရေးချင်းတွေပြေးလာတဲ့လူဖြစ်ဖို့လိုတယ်။အဲ့တော့ဘာဖြစ်လဲဆိုရင်တော်တော်များများကမိဘတွေပေါ့အထူးသဖြင့်အမေတွေပေါ့နော်အမေတွေကသားတွေကိုဘာဖြစ်လဲပို့ချစ်တယ်ပေါ့။သားတွေကိုကျွန်တော်တို့ကအကုန်လုံးလှုပ်ပေးခြင်းတယ်။ဘာမှမဆိုရင်ကိုကဆုံးဖြတ်ခြင်းတယ်ဘာမှမဆို control လုပ်ခြင်းတယ်ဆိုတော့ပြောရရင်တော့မာမီ boy လေးတွေဖြစ်သွားရင်ဘာဖြစ်လဲဆိုတော့ဘာဆိုလဲမဆုံးဖြတ်ရဘူး။ဘာဆိုလဲမလုပ်ရဘူးအမြဲတမ်းအမေကိုကြည့်နေတဲ့လူတွေအများကြီးရှိတယ်အိမ်အောင်ပြုတော့မယ်ဆိုရင်လည်းသူ့အမေမျက်နှာကိုကြည့်ပြီးမှသူကမိမယူမှာအဲ့တော့ချွေးမကကြတော့ဗာလဲဆိုရင်ဘာဖြစ်လဲဆိုရောက်ခမကိုကြည့်နေရတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့တော့ဘာလို့ဆိုယောက်ျားတစ်ယောက်ကအမေတွေဟီးရိုးသိမ့်မလုပ်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့သားရှိမှဆိုရင်မမေမလုပ်တတ်လို့ကူပါအောင်မမေဒါလေးလုပ်ပေးပါအောင်အမေအရင်မလုပ်တတ်ဘူးဆိုတာသားရှိမှကိုကအားမရှိတဲ့မိန်းမဖြစ်ဖို့လိုအဲ့ကြောင့်မှကလေးတွေကဘာဖြစ်လို့ hero ဖြစ်ချင်ပါလေသားတွေကအဲ့တော့ခေါင်းဆောင်ဖြစ်မဲ့လူကို warrior စိတ်တဲ့သူရဲကောင်းဖြစ်အောင် train ရမှာဖြစ်တယ်အဲ့တော့ရှင်းရှင်းလေးပဲလောကမှာအခက်ခဲကိုကြော်လို့တာတော်လာတဲ့ယောက်ျားကြီးပဲသိရမလားပိုးနဲ့ဥလို့ဆိုတော့ဘာဖြစ်ဆိုတိုဖူတုံးလေးလိုပဲဖြစ်နေဦးမှာအဲ့ကြောင့်မလို့အားရှိတဲ့အမေတွေကကျွန်တော် give side ဖို့လိုပါတယ်အဖေဆိုလဲဒီလိုပဲပေါ့နော်ဖေတယောက်အနေနဲ့သူ့ကိုစံပြပုံကိုအနေနဲ့နေရမယ်နောက်တစ်ခုကအရေးကြီးဆုံးကတော့ဗာလဲဆိုရင်တယောက်နဲ့တယောက်ဆက်ဆံတဲ့ဟာတွေအကုန်လုံးကကလေးကိုအမွေတွေပြန်ပေးနေတာဖြစ်ပါတယ်အဲကြောင့်မလို့ယောက်ျားလေးရှိတဲ့လူတွေဆိုရင်နာ train မှာနာ train မှာတော်တဲ့ကျွန်တော်ယောက်ျားလေးဖြစ်လာမှာပေါ့နော်